Academy မှာရခဲ့တဲ့ဦးစင်မနဲ့ဦးစောဝင်းနိုင်အတွက် Academy ထက်တန်ဖိုးကြီးတဲ့အခွင့်အလမ်းတစ်ခုကမ်းလှမ်းခဲ့တဲ့ရွှေနဒီရွှေရည်ထုတ်လုပ်ရေး2025ခုနှစ်ရဲ့ Academy ပေးပွဲကြီးကအတော်ကိုပွဲကျသွားတာကြောင့် Academy ရသင့်ရထိုက်တဲ့သူတွေများစွာရှိခဲ့ပေမဲ့လက်လွတ်ခဲ့ရပါတယ်။အထူးသဖြင့်ဦးစင်မနဲ့ဦးစောဝင်းနိုင်ဆိုရင် Academy ဆုကြီးရရှိဖို့ထိုက်တန်လွန်းပေမဲ့စိတ်မကောင်းစွာနဲ့ပဲလက်လွတ်ခဲ့ရတာပါ။ရရှိသွားခဲ့တဲ့နေမျိုးအောင်ကလည်းထိုက်တန်ပေမဲ့ဦးစင်မနဲ့ဦးစောဝင်းနိုင်အတွက်တော့နစ်နာသွားခဲ့ရပါတယ်။ဒါကြောင့်အားလုံးကစိတ်မကောင်းဖြစ်ခဲ့ရပြီးနောက်နှစ်တွေမှာရရှိစေဖို့လည်းမျှော်လင့်နေကြရတာပါ။ဒါပေမဲ့ဒါကလည်းရုပ်ရှင်ရိုက်ကူးခွင့်ရမှရနိုင်တာမလို့တကယ်တော့မျှော်လင့်ချက်မရှိသလိုပါပဲရှင်။ဦးစင်မတို့လိုဇက်ပိုးတွေအတွက်ရုပ်ရှင်ရိုက်ကူးခွင့်ရရင်တော့လောကကနဲလာနေရှင်။ဒါကြောင့် Academy ဆိုတာအလှမ်းဝေးတဲ့ဇက်တွေလိုဖြစ်နေတာပါ။ဒါကိုပရိသတ်တွေကလည်းသိထားတာကြောင့် Academy နစ်နာရတဲ့အပေါ်စိတ်မကောင်းဖြစ်နေကြရပါတယ်။ Academy နဲ့ပတ်သက်ပြီးမှဦးစင်မနဲ့ဦးစောဝင်းနိုင်တို့ရဲ့ပရိသတ်တွေများလာတာကြောင့်ရွှေနဒီရွှေရည်ထုတ်လုပ်ရေးကနေပရိသတ်တွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ဦးစင်မနဲ့ဦးစောဝင်းနိုင်တို့ကိုခေါင်းဆောင်မင်းသားတွေဖြစ်ရုပ်ရှင်ခေါ်ရိုက်ကူးပေးမှာဖြစ်ပြီး Academy ရင်ခုန်မှုအခွင့်အလမ်းတည်းရဲ့ကမ်းလှမ်းပေးခဲ့တာဖြစ်ပါတယ်။ရွှေနဒီရွှေရည်ရဲ့ကိုညီပံပိုးမှုကြောင့်အရင်နှစ်ကလက်လွတ်ခဲ့ရတဲ့ Academy ကိုဦးစင်မနဲ့ဦးစောဝင်းနိုင်တို့ကဇက်ဆောင်မင်းသားတွေအနေနဲ့တောင်ရင်ခုန်ခွင့်ရအောင်မှာမလို့သူတို့ရဲ့ Academy အလှည့်ပြောင်းလို့ပြောနိုင်ပါတယ်။ခွင့်ရရတော့ကိုအမိရဖန်ဆုံးနိုင်မယ်ဆိုရင်တော့ဇက်ဆောင် Academy ဆုကိုပါဦးစင်မတို့အနေနဲ့သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။လက်ရှိမှာတော့ဇက်ကားရိုက်ဖို့ကိုရွှေနဒီရွှေရည်ဥက္ကဋ္ဌဦးတင်မောင်ဝင်းကအတည်ပြုပေးခဲ့ကဇလန်းဇက်ညွန်လွမ်းဝေအောင်ရဲ့ဇလန်းကိုဒရိုက်တာနေပိုင်မှပုံဖော်ရိုက်ကူးသွားမယ်လို့သိရပါတယ်။ပရိသတ်တို့အနေနဲ့ရောရွှေနဒီရွှေရည်ထုတ်လုပ်ရေးကနေဦးစင်မနဲ့ဦးစောဝင်းနိုင်တို့ကိုရုပ်ရှင်ဇက်ဆောင်မင်းသားတင်မြောက်ရိုက်ကူးမဲ့အပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။